ကဲအားလုံးဝိုင်းမင်္ဂလာပါဒီကနေ့မှာတော့ဒီနေ့လေပိုင်းလေးတွေကမှကျင်းပပြုလုပ်သွားခဲ့တဲ့1179ကအဓိကခေါင်းပွဲကြီးကိုဒါပရိသတ်တွေနဲ့အတူကျွန်တော်တို့ပွဲစဉ်အစအဆုံးလေးကိုဒါကြည့်ရှုပေးသွားမှာဖြစ်ပါတယ်အဲ့တော့အနာတိုလီမာလီခင်ကတော့အနေတောင်းကနေရှင်ပြန်ထိုးတက်နေတာဖြစ်တဲ့ဥမာခင်ကတော့ဒါအပြတောင်းကနေရှင်ပြန်ထိုးတက်နေတာဖြစ်တယ်ပေါ့နော်ကဲပွဲကတော့ကျွန်တော်တို့ဒါစတာနဲ့ဥမာခင်အနေနဲ့ဟက်ကက်ကန်သွားခဲ့တာတွေ့ရတယ်ဗျကစ်တစ်ချက်ကျွန်တော်လာလာပပကန်သွားတယ်မာလီကီနီနဲ့ over right hand တွေကျွန်တော်ဝင်ထားတာမျိုးတွေတွေ့ရတယ်ဗျဘော်ရီ shot နိုင်ထားတယ်ဒါမာလီကီနဲ့ over right ဒီ left hand ပြန်ဝင်တဲ့အချိန်မှာဒါဥမာခင်းရဲ့ကျွန်တော်ကင်ပေါက်ချင်းကိုဒါထိတ်တောင်ပြီးခံလိုက်ရတယ်ဗျမာလီကီနီနဲ့မာလီကင်ကျွန်တော်ပြန်ယုံထနေတယ်ဗျအဲ့တော့ဒီ MMA ပွဲစဉ်ကကျွန်တော်တို့ပြောမယ်ဆိုရင်တော့ဒီကျိုးလေးတောင်ပုံစံမျိုးနဲ့ကျင်းပတာတိတ်ပြီးတော့မှဒါကြီးလို့မကောင်းမြမာလီကင်ကျွန်တော်လက်ဒီကျိုးတန်းကိုကျွန်တော်လက်ကင်ထားတာမျိုးတွေကျွန်တော်စောနာကတွေးခဲလိုက်ရတယ်အဲ့တော့ဒီစီမီစီကန်အရာတော့ကျွန်တော်ကျိုးတွေကိုဒါကင်လို့မရအောင်ဗျမာလီကင်ကျွန်တော်ပြန်ပြီးတော့မှဒါ stand position အနေထားကိုကျွန်တော်ရောက်ရှိသွားပါပြီဒါပေမဲ့လည်းကျွန်တော် back position ပြီးခံထားရတယ်ဗျဥမာခင်ရဲ့အဲ့တော့ကျွန်တော်တို့ဒီကနေ့မှာဒီပွဲစဉ်လေးကိုဒါကြည့်ရှုရင်းနဲ့ဒီဘယ် fighter ကဒါတကယ်ပဲအနိုင်ရရှိသွားတင်တယ်လေပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါဆွေးနွေးတုံးတက်တင်ဆက်ပြီးသွားပြီးမဲ့အပြင်နောက်ပြီးတော့မှကျွန်တော်ဒီပွဲစဉ်ဟာတော်တော်များများကဒါပွဲကတော်တော်ကြည်ကောင်းတယ်ဒါရတာအပြည့်ပေးနိုင်တယ်ပေါ့နော်နောက်ပြီးတော့မှဒါပွဲချမ်းတပွဲဖြစ်ခဲ့တယ်ဆိုပြီးတော့မှဒါမြန်မာပြည်သက်တွေတော်တော်များများပြောကြနေတာလေကျွန်တော်တို့တွေ့မြင်နေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဒီပွဲစဉ်ဟာတကယ်ပဲဒါကြည့်လို့ကောင်းခဲ့သလားရတာပေးနိုင်ခဲ့သလားပေါ့နော်ပွဲချမ်းတပွဲဖြစ်ခဲ့သလားဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးသုံးသပ်ပြီးတော့မှဖြစ်တယ်ပေါ့နော်အခုကျွန်တော် back position အနေထားကိုကျွန်တော်မာလီကင်နေနဲ့ပြီးခံထားရတယ်ဗျကျွန်တော်ဒီ face to face အနေထားကိုရောက်ရှိသွားပါပြီအဲ့တော့ကျွန်တော်တို့ဒီမာလီကင်ရဲ့ပွဲစဉ်ဒါကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်ဒီတခြားတော့ဒီစိတ်ဝင်စားစရာကျွန်တော်တွဲဆိုင်ရဲ့ဒီပွဲစဉ်တွေကိုလည်းကျွန်တော်ဆက်လက်ဒီတင်ဆက်ပြီးသွားပြီးဖို့ရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ကျွန်တော်ဆက်လက်ကြည့်ရှုဒါအားပေးဖို့ဒါအားလုံးကိုဖိတ်ခေါ်ခြင်းတယ်ပေါ့နော်အခုကတော့ကျွန်တော်တို့ဒါပရိသတ်တွေဒါစိတ်ဝင်စားနိုင်မှုအများဆုံးကျွန်တော်တို့ဒီခေါင်းပွဲကတွဲဆိုင်ကိုကျွန်တော်အရင်ဗီဒီယိုအနေနဲ့ဒါတင်ဆက်ပြီးသွားမှာဖြစ်တယ်ပေါ့နော်အခုဒါပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲ fighter နှစ်ဦးစလုံးကဒီနဗန်းပိုင်းမှာကျွန်တော်ကောင်းကြတဲ့ fighter တွေဖြစ်တယ်ပြောမယ်ဆိုရင်တော့ဒီထိတ်တန်းနဗန်းနာမည်ကြီး fighter တွေဖြစ်ကြတယ်ပေါ့နော်ဒါဥမာခင်းဆိုရင်ဒါစီနီဂေါကတကယ်ကိုဒါနာမည်ကြီးဒါနဗန်း fighter တူဖြစ်တယ်ဒါမာလီခင်ကလည်းထုံနီးသူရဲ့ဗျဒီရုရှားမှာဆိုရင်လည်းသူအနေနဲ့နဗန်းပိုင်းမှာဒါနာမည်တကူရထားတဲ့ fighter တူဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပွဲကြိုတုံးတဲ့ချက်မှာဒါပြောဆိုခဲ့တဲ့အတိုင်းပဲပေါ့နော်မာလီခင်နဲ့ဒီဥမာခင်းလို့ကျွန်တော်တို့ဒီ Wrestling ကဒါဘယ် fighter ကပူပြီးကောင်းတယ်လဲလို့ကျွန်တော်တို့ဒါပွဲချူတုံးတဲ့ချိန်မှာပြောတဲ့အချိန်မှာတုန်းကပေါ့နော်အဲ့တော့ဒါတော်တော်လေးကိုပြောရတာခက်ပြီးတော့မှသူတို့အနေနဲ့ဒါပွဲချိန်ရောက်တဲ့အချိန်မှာတကယ်ကိုဒါရှင်လုံးကြတဲ့အချိန်မှာဘသူကကောင်းတယ်လဲဆိုတော့ကျွန်တော်တို့ဒါသိမိခွင့်ရမယ်ဆိုပြီးတော့ပြောဆိုခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုအနေထားလောက်ကြည့်လိုက်မယ်ဆိုတော့ fighter နှစ်ဦးစလုံးကဒီ Wrestling ပိုင်းမှာကျွန်တော်တို့ဒါကောင်းနေတဲ့အတွက်ကြောင့်မို့ဒါတူဒါထိတ်တောင်ရယူဖို့ဆိုတာကကျွန်တော်တို့ဒါဒီတော်တော်လေးကိုကျွန်တော်ခက်ခဲတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအရှိတစ်ဖြတ်မှာပဲကြည်ဒီကစားသွားတော့ကိုကြည့်မယ်ဆိုဥမာခင်းအနေနဲ့တကယ်ကိုဒါဒီ Wrestling မှာဒါစွမ်းဆောင်ရည်ကောင်းတဲ့ဒါမာလီခင်သူ့အနေနဲ့ထိတ်တောင်ရယူပြနိုင်ခဲ့တယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ဒီဥမာခင်းရဲ့ကျွန်တော်ရဲ့အမြင်ပေါ့နော်ဒီ Wrestling စွမ်းဆောင်ရည်ကဒါ
မာလီခင်ထက်ရှင်ကြည့်လိုက်မယ်ဆိုရင်တော့ဒါကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီပွဲကြို3ချက်မှာဒါ fighter 2ဦးရဲ့ဒီနောက်ခံတမိုင်းအကြောင်းတွေပြီးပြီဆိုရင်အာသာချက်အားနည်းချက်တွေကျွန်တော်နိုင်ရှင်ခဲပြခင်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဥမာခင်းရဲ့အာသာချက်ဆိုလို့ဒီ Wrestling နဲ့ဒီအလဲထိုးပါဝါဆိုတဲ့အဓိက2ချက်ကိုကျွန်တော်ပြောဆိုခဲ့တယ်ပေါ့နော်အဲ့တော့ဒီကနေ့မှာကျွန်တော်တို့အဲ့ဒီ2ချက်ကသူ့အတွက်ဒါတကယ်ပဲဒီပွဲစဉ်မှာကျွန်တော်အာသာချက်ဖြစ်သွားခဲ့သလားပေါ့နော်ဒါကိုကျွန်တော်ကြည့်ရှုတော့မှာဖြစ်ပါတယ်ဒီ clinch အနေထားနေပြီးတော့မှကျွန်တော်ဒီ fighter တဦးကျွန်တော်ဆွဲလဲဖို့ကြိုးစားနေတာဖြစ်တယ်ဗျ Okay round 1ကတော့ပြီးသွားပြီကျွန်တော် round 2ကိုရောက်ရှိလာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြင်ရတော့ round 1မှာကဥမာခင်းအနေနဲ့အနေငယ်လေးတာမယ်ဗျအဲ့တော့ round 2ကိုကျွန်တော်တို့ဒါတစ်ချက်ကြည့်လိုက်အောင်ပါဒါပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲဒါမာလီခင်နဲ့ဥမာခင်တို့က weight ကပြောမှဆိုရင်ဒါတော်တော်လေးကိုဒါ10ပေါင်အထက်လောက်กว่าတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒါ heavy weight ကကျွန်တော်သတ်မှတ်ထားတဲ့ weight ကိုတော့ဝင်ခဲ့ပြီးမဲ့ဒါဥမာခင်ကပို့ပြီးတော့မှဒါမာလီခင်နဲ့ကျွန်တော်တို့ weight ကြီးတယ်အဲ့တော့ဥမာခင်ကတော့ကျွန်တော်ဒီပွဲကြုံမှာဒါ headshot ဆိုပြီးတော့မှဒါအလဲထိုးနဲ့အနိုင်ယူပြမယ်ဆိုပြီးတော့မှကြုံဝါခဏပြောဆိုထားတာလေးကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့မာလီခင်ကတော့ဒီပွဲဟာသူ့အတွက်ဒါပြောမယ်ဆိုတော့ပတ်စံတည်ယူမဲ့ပွဲတစ်ပွဲဖြစ်တယ်ဆိုပြီးတော့မှဒါပြိုင်ဘက်ကိုလည်းကျွန်တော်တို့ပြောမယ်ဆိုတော့ဒီအထင်သေးတဲ့ပုံစံမျိုးပွဲတစ်ပွဲဟာကျွန်တော်လွယ်ကူတဲ့အနေအထားမျိုးပုံစံမျိုးနဲ့ဒါပြောဆိုသွားခဲ့တာလေးကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျโอเคကျွန်တော် round 2ကိုကျွန်တော်ဒါမာလီခင်နေနဲ့ဘယ်လိုမျိုးဆက်ပြီးတော့မှရှင်မြန်ကစားသွားမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်အောင်ဗျဒါ clinch နေထားမှာမာလီခင်နေနဲ့ဒါထိတ်တောင်ပြီးခံရလူနီးပါးလောက်ဒါဖြစ်နေတဲ့အနေအထားမျိုးရှိနေတယ်အဲ့တော့ကျွန်တော်ရဲ့အမြင်ရဆိုရင်တော့ဒါအလုံးထဲတကယ်လို့ဒါတူညီတယ် weight ကလည်းတူညီတယ်ဆိုရင်တော့ဒါမာလီခင်နေနဲ့ကျွန်တော်တို့ဒီဥမာခင်းကိုကျွန်တော်ထိတ်တောင်းပေါ့နော်ဒီပြီးခံရဖို့ကဒါကြခိုင်တော့ရပြောလို့တော်တော်လေးနဲတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့အဖြတ်ပထမချီမှာဆိုရင်တော့မာလီခင်နေနဲ့ပြောဆိုရင်ဒါဒီမထင်မှတ်ထားပဲနဲ့ကျွန်တော်ထိတ်တောင်းပြီးခံလိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီ fighter မာလီခင်နဲ့ဥမာခင်းတို့ဒီကျိုးလေးမျက်နှာတောက်မှာပေါ့နော်ထိုးတက်နေတဲ့အချိန်ကျွန်တော်မြင်ကွင်းကွယ်နေတဲ့အချိန်မှာကျွန်တော်ဒီထိုးနေတဲ့မြင်ကွင်းကဒီကင်မရာမန်နဲ့ကွယ်နေတဲ့အကြောင်းမို့ကျွန်တော်အနေနဲ့ပေါ့နော်အဲ့နေရာကိုကျွန်တော်အနေငယ်လေးဖြတ်လိုက်ပါတယ်ခုကတော့ဒါသူတို့အနေနဲ့တကယ်ကျွန်တော်တို့ဒီအပြန်လန်ထိုးတက်နေတဲ့ဒီအဓိကမြင်ကွင်းကိုပဲကျွန်တော်အနေနဲ့ဒါပြသပေးသွားမှာဖြစ်တယ်ပေါ့နော်ဥမာခင်းကတော့ပြောမယ်ဆိုတော့ဒါကျွန်တော်ရဲ့အမြင်ရကတော့ဒီတော်တော်လေးကိုတတိကြီးတယ်ပြောမယ်ဆိုတော့အနာတိုလီမာလီခင်ရဲ့ဒီ stand ဒီ over right hand နေပေါ့နော်ပြောမယ်ဆို stand fight ဆွမ်းဆောင်ယူသူ့အနေနဲ့ရှိန်နေဗျအဲ့ဒီ down ကိုပဲကျွန်တော်ကက်သွားတာတွေ့တယ် okay round 2ပြီးတော့ round 3အဲ့တော့ round 2မှာကတော့ကျွန်တော်ရဲ့အမြင်ရကတော့ဒီ fighter နှစ်ဦးလုံးကလက်ရည်ရမသိမ့်မရင်းဖြစ်တယ်ဗျကျွန်တော် round 3ကိုတစ်ချက်လောက်ကြည့်လိုက်အောင်ပါအိုးကောင်းတယ်ဗျ big right hand မာလီခင်ရဲ့လက်တီထိုးချက်တွေကကျွန်တော်တခါတလေကြရင်မထင်မှတ်ထားသလို3-4လုံးဆက်တိုက်ဒါထွက်လာတတ်တယ်ဗျဒီ over right hand အကြီးစားတွေပေါ့နော်ဘူမခင်ကကျွန်တော်အဲ့ဒီတောက်မှာကက်နေတယ်တိတ်ပြီးတော့မှဒါကြည့်ရတာတိတ်မမိုက်ဗျမမဒီဘက်ကျွန်တော်တို့စန်တာကိုလာပြီးမှရှင်မြန်ထိုးတက်တင်တယ်ဗျဒါမာလီခင်နေနဲ့လေဟိုဘက်တောင်းကိုကျွန်တော်လိုက်မပါဘဲနဲ့ဥမာခင်းကိုကျွန်တော်ဒီစန်တာကိုခေါ်ပြီးမှဒါရှင်မြန်ထိုးတက်မယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့အမြင်ရကတော့ဒီ round 3မှာကိုကျွန်တော်ဒီဥမာခင်းအနေနဲ့အလဲထိုးခံရနိုင်ရှိတယ်ကိုကတော့ကျွန်တော် body shot တွေမာလီခင်နိုင်ထားတယ် left hand right hand တွေကျွေးထားတာမျိုးတွေတွေ့ရတယ်ဗျ
ထပ်ပြီးတော့ be right hand တစ်ချက်စားခံထားရတဲ့ဥမာခိန်အနေနဲ့ဒီပထမချီမှာဒါထိတ်တောင်ပြီးခံလိုက်ရတယ်ဒါအလုံးခံလိုက်ရတဲ့အနေအထားမျိုးရှိနေချက်မာလီခင်ကပြောမယ်ဆိုရင်တော့ဒီတက်လုံပိုင်းမှာကျွန်တော်တော်တော်လေးကိုဒါရင်းထားရတယ်လို့ပြောမယ်ဗျအခု round 3မှာလည်းသူ့နဲ့ဆက်တိုက်ကျွန်တော် stand position ကနေဒါ PRP ထိုးတက်နေတာမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်โอเคစန်တာကိုရောက်ရှိသွားပါပြီအဲ့တော့ဥမာခင်းကပြောမယ်ဆိုရင်အဲ့ဒီ down ဒီကျိုးလေးမျက်နှာ down ကိုအရင်ကက်တယ်ဗျဒါမာလီခင်အနေနဲ့လည်းကျွန်တော်တို့ပြောမယ်ဆိုရင်တော့သူ့ game ပြိုင်ဖက်ကိုသူ့အနေနဲ့အလဲထိုးဖို့တက်စိတ်နည်းနည်းလေးကျွန်တော်တို့လောနေတယ်ဗျဒါစန်တာကိုခေါ်ပြီးတော့မှဒါရှင်မြန်ထိုးတက်တင်တယ်ကောင်းနေဗျဒီ right hand တွေမှာဥမာခိန်အနေနဲ့အထိခံထားရတယ်ဒါမာလီခင်ကျွန်တော်တို့မျက်ကွင်းမှာတွေးပြီးထွက်နေတယ်ပေါ့နော်ဒါအထိခံထားရတာဖြစ်ပါတယ်ကျွန်တော်တို့အခုပြောမယ်ဆိုရင်တော့မာလီခင်အနေနဲ့ကျွန်တော်ဥမာခိန်ကိုဒါလူကောင်းကိုထက်ကြီးတဲ့လူကောင်းကိုတွားပြီးတော့မှလုံးမယ်ဆိုရင်တက်လုံပိုင်းအရာပြောမယ်ဆိုရင်ကျွန်တော်ရဲ့အမြင်ရတော့ဒါတော်တော်လေးကိုကုံသွားနိုင်ချရှိဒီအတွက်ကြောင့်မို့ဒါလုံးဝကိုဖြုတ်ချပြီးတော့မှဒီပူကက်လာတဲ့ဟာကိုဒါ clinician တွေထားကိုကျွန်တော်ဖြုတ်ချပြီးတော့မှဒါ stand position ကနေဒါရှင်မြန်ထိုးတက်တင်တယ်ဗျတော့ပြောမယ်ဆိုရင်တော့ကြည့်ရတာကတော့ဒါကျွန်တော်ရဲ့အမြင်ကတော့ဒါ fighter နှစ်ဦးလုံးကပြောမယ်ဆိုရင်တော့ဒါ Wrestling ဒါနောက်ခံရှိတဲ့အတွက်ကြောင့်မို့ဒီပြိုင်ဖက်ဒီဘောနော် fighter နှစ်ဦးစလုံးကလည်းဒါထိတ်တောင်းယူပြီးတော့မှအပေါ်စီးကနေပြီးတော့ဒါ ground and punch ပုံစံမျိုးနဲ့ဒါ PRP ထိုးတက်ဖို့ဒါနှစ်ဦးစလုံးကလည်းဒါကြိုးစားနေတာမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်မာလီခင်ကျွန်တော်တက်လုံလေးကြလာတယ်တွေ့ရတယ်1 2တွေကကောင်းနေမြတ်ဒီမာလီခင်ရဲ့ over head shot တွေကကျွန်တော်တို့ဒီဥမာခိန်အနေနဲ့တတိကြီးလို့တပတ်ကပြောမယ်ဆိုရင်လည်းသူ့အနေနဲ့ဒီခန္ဓာရည်ကပြောမယ်ဆိုရင်လည်းဒါခန္ဓာရည်ကောင်းတဲ့ fighter တူလို့ပြောလို့ရတယ်ဒီတက်လုံကိုသူ့အနေနဲ့ဒါချွေတာထားတယ်လို့ပြောမယ်ဗျဒါဥမာခိန်ကအရင်ကြီးကျွန်တော်တို့ဒီ PRP ထိုးတက်တာမျိုးမတွေ့ဘဲနဲ့ဒါတပတ်ကဥမာခိန်တပတ်ကမာလီခင်ရဲ့ဒီ PRP လာတာကိုသူ့အနေနဲ့အကောင်းဆုံး defense လုပ်ပြီးမှကစားနေတာမျိုးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးတော့မှသူ့အနေနဲ့အခွင့်အရေးရရင်ကောင်တာတွေပြန်ထိုးတာမျိုးတွေ့ရတယ်အိုးကောင်းနေဗျ left and right hand ဝင်ထားတယ်ဥမာခင်ရဲ့အနေနဲ့အိုးကောင်းနေဗျမာလီခင်အနေနဲ့ထိုးထားတယ် be right handဘယ်ချက်အထိခံထားရတယ်ဗျမာလီခင်အနေနဲ့ကောင်းတယ်ဥမာခင်ကကျွန်တော်ကောင်တာတွေဒါတွဲလုံးဝင်တာတွေကနေမြန်တယ်လို့ပြောလို့ရတယ်ဗျโอ้ဟက်ကစ်ကန်ခံထားရတယ်ဗျပထမချီမတော့ကလည်းကျွန်တော်အဲ့ဒီဟက်ကစ်ကန်ခံထားရတယ်မာလီခင် right hook left hook တွေကျွေးထားတယ် clinch ပြန်ပူးသွားပြီဗျဒီလိုနေထားမှာဆိုတော့ဒါမာလီခင်နေနဲ့ဒီအားတာချက်တိတ်မရှိဘူးဗျပြောမယ်ဆိုတော့နဗန်းပိုင်းရှင်လုံးမယ်ဆိုတော့ဒါအခက်တွေ့သွားနိုင်ချေရှိတယ်တော်လေးကိုဒါရုံထွက်နေရတဲ့အနေအထားမျိုးကျွန်တော်တွေ့မြင်နေရတယ်ဟိုမှာခင်းကတော့ပြန်ပြီးတော့မှဒါတောင်းကက်လိုက်တယ်ဗျဟိုအဲ့ဒီကက်နေတဲ့အဖြက်ကကျွန်တော်ပြောမယ်ဆိုရင်ဒါဒီပွဲငါချီထိုးမယ်ဆိုရင်ကျွန်တော်တို့ဒီပွဲချိန်တဝက်လောက်ကကျွန်တော်အဲ့တောက်မှာကက်နေတာပေါ့နော်အဲ့တော့အဲ့ဒီကက်နေတဲ့အဖြက်ကိုဒါဖြတ်ထားတယ်ပေါ့နော်အဓိကတော့ကျွန်တော်ထိုးတက်နေတဲ့ဒါအပိုင်းလေးကိုပြန်ပြီးတော့မှပြထားတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကျွန်တော်တို့ down cap ပြီးတော့မှ fighter နှစ်ဦးလုံးကလည်းကျွန်တော်တို့ဒီခန္ဓာကိုယ်ချင်းပူးနေတဲ့အနေထားပေါ့နော်ဒါထိတ်တောင်ရယူမဲ့အနေထား
နှစ်ဦးစလုံးကဘာမှမလုပ်နိုင်တဲ့အနေအထားမျိုးတွေမှာဆိုရင်ဒါကျွန်တော်ဒီကွင်းထဲမှာကျွန်တော်လာရောက်ကြည့်ရှုတဲ့ပရိသတ်တွေတော်တော်များများကကျွန်တော်ပြောမယ်ဆိုရင်တော့ဒါညညူတန်တွေနဲ့ကျွန်တော်အော်နေတာတွေကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျဒါအရန်ကိုကျွန်တော် boring fight ဆိုပြီးတော့မှဒါပြောကြတယ်ပေါ့နော်တော်တော်လေးကိုပြင်းဖို့ကောင်းတဲ့ပွဲတစ်ပွဲဆိုမှပြောကြတယ်ကျွန်တော်ထိုးတာတော့ထိုးတဲ့အပိုင်းတွေကျွန်တော်ရှိတယ်ဗျသို့ပေမဲ့လည်းဒါ fighter နှစ်ဦးစလုံးရဲ့ဒီများတော့အဖြစ်သူတို့အချိန်တွေကအဲ့လို clinch အနေထားမှာ fighter တဦးကျွန်တော်ထိတ်တောင်းဒီပူပြီးတော့မှဆွဲလဲမယ်လို့နှစ်ဦးစလုံးကဒါအပြန်လန်မျိုးနဲ့အချိန်ကုန်သွားတာတော်တော်လေးများတယ်ဗျအဲ့တော့ပြောမယ်ဆိုတော့ဒီပွဲစဉ်ကကျွန်တော်တို့ဒါကြည့်လို့ကောင်းတဲ့တလောက်ဒါမကောင်းခဲ့ဘူးလို့ဒါပြောလို့ရတယ်ဗျဒါကတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်အဲ့တော့တော်တော်များများတော့ဒါကြည့်လို့ကောင်းခဲ့တယ်ဒါရတာအပြည့်ဒါပေးနိုင်တယ်ပေါ့နော်ပွဲချမ်းတစ်ပွဲဖြစ်ခဲ့တယ်လို့ဒါပြောနေကြတယ်ပေါ့နော်ဒါကျွန်တော်ကတော့အဲ့လိုမျိုးမမြင်ဘူးဗျပွဲကတော့တိတ်ပြီးတော့မှဒါသဘောမကျဘူးဒါကြည့်လို့ကောင်းတဲ့တလောက်လည်းမကောင်းခဲ့ဗျโอเคနောက်ထပ်တစ်ချီပါအဲ့တော့ကျွန်တော်တို့ဒီရှေ့ဖြတ်မှာဆိုရင်အဲ့ဒီ down ကတဲ့နေရာကကျွန်တော်ခဏအိုးအခုဒါအပြန်လန်ဒါ right ဟုလက်ဟုကျွေးနေတဲ့အချိန်မှာ fighter နှစ်ဦးစလုံးကလည်းကျွန်တော်တို့ပြောမယ်ဆိုတော့ဒါထိချက်ကိုစီနဲ့အထိခံထားရတယ်မာလီခင်ကတော့ဒါအထိခံရတဲ့အချိန်မှာသူ့အနေနဲ့ဒါဒီအချိန်မထိန်နိုင်ဘဲနဲ့လဲကျသွားတာလားဒါမှမဟုတ်ဒီ not down ပုံစံမျိုးအနေထားမျိုးနဲ့ကျသွားတာလားဆိုတာဒါရှင်းရှင်းလင်းလင်းတော့မတွေးလိုက်ရဗျတို့ပေမဲ့လည်းဒါကျွန်တော်ရဲ့အမြင်ရကတော့ဒါဒီထိချက်ပိုင်းမှာတော့မာလီခင်နေနဲ့ဒါတာခဲ့တယ်ဗျဒါဒီပရမချီကလွဲလို့ကျွန်တော်ကျန်တဲ့အချီဒီထိချက်ပိုင်းအရာပြောမယ်ဆိုတော့ကျွန်တော်ရဲ့အမြင်ရတော့ဒါမာလီခင်ကထိချက်ပို့ပြီးတော့မှဒါကောင်းခဲ့တယ်ထိချက်တွေတာခဲ့တာမျိုးတွေ့ရတယ်တော့ဥမာခင်ကတော့ဒါ right hand left hand တွေတိတ်မထွက်ပြီးမဲ့သူထွက်တဲ့ဒီထိုးချက်တွေကလည်းပြောဆိုရင်ဒါထိချက်တွေကပြောမယ်ဆိုရင်တော့ဒါတာထိချက်ဒီ100ရာခိုင်နှုန်းမှာဆိုရင်တော့ဒါ80ရာခိုင်နှုန်းတော့ဒီထိချက်ပိုင်းမှာတိကျမှုရှိခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့10ချက်ထုတ်မယ်ဆိုရင်ဒါအနည်းဆုံးကျွန်တော်9ချက်10ချက်လောက်တော့ဒါထိခဲ့တာမျိုးတွေကျွန်တော်တွေ့မြင်ခဲ့ရတယ်ပေါ့နော်အဲ့တော့မာလီခင်ကတော့ဒီပေါင်စင်ကောင်းတယ်ကျွန်တော်ဒီပွဲချူ3ထက်ချက်မှာပြောဆိုခဲ့တဲ့အချက်တစ်ချက်ရှိတယ်ပေါ့နော်အဲ့ဒါကဒီမှာခင်ကမာလီခင်နဲ့ကျွန်တော်ပါဝါပိုကြီးတယ်ဆိုတဲ့အချက်တစ်ချက်ပေါ့နော်အခုကျွန်တော်တို့ဒါဖိုင်တာနှစ်ဦးကဒါထိချက်အပိုင်းမှာမာလီခင်ကတာတယ်ဆိုပေမဲ့လည်းဒါမာလီခင်အနေနဲ့ဒါအထိခံထားရတဲ့အချိန်မှာလည်းသူ့အနေနဲ့ဒီမျက်ကွင်းတွေကျွန်တော်တို့တွေးတွေကြနေတာမျိုးကျွန်တော်တွေ့မြင်နေရတာပေါ့ကြည့်ရတဲ့အနေထားအရာဆိုရင်ဒါထိချက်ပိုင်းပိုပြီးနာတယ်လို့ခံစားရတာမာလီခင်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ထိချက်တာကလည်းမာလီခင်ပေါ့နော်โอเคပြီးတော့ဗျအဲ့တော့ဒါပရိသတ်တွေအနေနဲ့ပေါ့နော်ဒါဒီပွဲစဉ်လေးကိုဒါကြည့်ရှုပြီးတဲ့နောက်ပိုင်းမှာဆိုရင်ဒါဘယ်လိုမျိုးထင်မြင်ယူဆထားကြတယ်လေအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါကွင်းထဲမှာကိုယ်တိုင်သွားပြီးတော့မှဒါကြည့်ရှုတဲ့အတွက်ကြောင့်မို့ပေါ့နော်ကျွန်တော်ဒီပွဲစဉ်ဟာဒါပရိသတ်တွေရတာဖြိုပြမှုဒါပြောမယ်ဆိုတော့လုံးဝမပြီးနိုင်ခဲ့တဲ့အနေအထားတစ်ခုထိဒါရောက်ခဲ့တယ်လို့ဒါပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့ fighter နှစ်ဦးကလည်းဒါ one sling fighter တွေဖြစ်နေတာလည်းပါတယ်ပြီးတော့ဘူမာခင်းကလည်းပြောမယ်ဆိုရင်သူ့အနေနဲ့ဒီပညာသားပါနဲ့ဒီ game plan အရပေါ့နော်အမှတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါအနာတိုလီမာလီခင်ကိုဒါနိုင်ရယူပြီးဒါကျူးဆောင်ခဲ့တဲ့အတွက်ကြောင့်ပွဲစဉ်ကပြောမယ်ဆိုတော့ fighter နှစ်ဦးဒါ fighter နှစ်ဦးရဲ့ဒီ list နဲ့ပေါ့နော်ဒါ game plan တွေကိုအဓိကဒါကြည့်ရှုသွားခဲ့ရတဲ့ပွဲစဉ်တစ်ပွဲလိုပဲမြင်နေပေါ့နော်တကယ်ဒီကွင်းထဲမှာကြည့်ရှုနေတဲ့ဒီပရိသတ်တွေအတွက်ကတော့ဒီပွဲစဉ်ကလုံးဝမမိုက်တဲ့ဒါပွဲစဉ်တစ်ပွဲဖြစ်တယ်အဲ့တော့ဒါဥမာခင်းကတော့အနိုင်ရရှိသွားတယ်ဗျကျွန်တော်ရဲ့မြင်ရတော့ဥမာခင်းအနေနဲ့ဒီအနိုင်ရရှိမှုနဲ့ထိုက်တန်သလားလို့မေးမယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့မြင်ရတော့ဒါလုံးဝဒါမထိုက်တန်ဘူးလို့မြင်တယ်ဗျဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ကျွန်တော်တို့ဒီ fighter တယောက်လို့ကျွန်တော်ရဲရဲရင်းရင်းပုံစံမျိုးတွေဒါရှိနေတာမျိုးမတွေ့ဘူးနော်အရန်ကိုဒါမာလီခင်ကိုဒါကြောက်နေတဲ့အနေအထားတစ်ခုမျိုးရှိတယ်ဒါပွဲကိုလည်းသူ့အနေနဲ့ဒီဘယ်လိုပြောမလဲဒါရတာဖြိုဖြီမှုပေးစီတဲ့ပုံစံမျိုးနဲ့ဒါထိုးတက်တာမျိုးမဟုတ်ဘဲနဲ့လုံးဝအစောပိုင်းကကျွန်တော်ပြောသလိုပဲ
ဒါသူ့အနေနဲ့ဒီမာလီခင်ရဲ့ပွဲအတွက်ကိုဒါတတိကြီးကြီးနဲ့ဒါအမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါတုံ့ပြန်ကစားသွားမယ်ဆိုပြီးတော့မှဒါဂျိုးဝိုင်းတဲ့ဝင်ရောက်လာခဲ့ပုံပေါ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါကြည့်ရှုနေတဲ့ပရိသတ်တွေဒါကွင်းထဲမှာကြည့်ရှုနေတဲ့ပရိသတ်တွေတော်တော်များများအတွက်ကတော့ဒါလုံးဝကျွန်တော်ဒီပွဲကဒါရတာလည်းမပေးနိုင်ဘူးဒါပွဲကောင်းတဲ့ပွဲလည်းမဖြစ်ခဲ့ဘူးဆိုတာကိုကျွန်တော်ဒါပြောဆိုရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဒိုင်3ဦးမှာကတော့2ဦးကဥမာခင်းကနိုင်ပေးလိုက်တယ်တဦးကတော့ဒီမာလီခင်ကနိုင်ပေးလိုက်တယ်ပေါ့နော်ကျွန်တော်ရဲ့အမြင်ရကတော့ဒီပွဲစဉ်ကဖက်တာ2ဦးလုံးကပြောမယ်ဆိုဘဒုကိုအနိုင်ပေးမယ်ဆိုရင်လည်းဒါပေးလို့ရတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ကျွန်တော်ကတော့ဒါအနာတိုလီမာလီခင်ကိုပို့ပြီးတော့မှဒါနိုင်ပေးစီခြင်းနဲ့ဘာကြောင့်လဲဆိုတော့အနာတိုလီမာလီခင်ကကျွန်တော်ဒီ stand fight ပိုင်းမှာဒါတီးချက်ပိုင်းအရာပြုံဆိုပို့ပြီးတော့မှဒါတာခဲ့တယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်ရဲ့အမြင်ရပေါ့နော်ပြောမယ်ဆိုရင်ဒီပထမအချိန်မှာမာလီခင်ကဒီကင်ပေါက်ခံလိုက်ရတဲ့အချိန်မှာသူ့အနေနဲ့ဒီဂျိုးဒန်တွေကိုကျွန်တော်တွားပြီးတော့မှဒီဆွဲကင်မိခဲ့တာတွေကျွန်တော်ရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လဲကျွန်တော်ဒါအမက်ရှော့ခံရတွားလို့ကျွန်တော်မာလီခင်နေနဲ့ဒီဥမာခိနဲ့ပွဲမှာကျွန်တော်တို့အနိုင်မရဘဲနဲ့ဒါအရှုံးနဲ့ဒါရင်ဆိုင်တွားခဲ့ရတယ်ပေါ့နော်အဲ့တော့ပရိသတ်တွေအနေနဲ့ရောကျွန်တော်ဒီပွဲစဉ်တွေကိုဒါချစ်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်ဒါဘယ်လိုမျိုးဒါထင်မြင်ထားတော်တွေရှိတယ်လေပေါ့နော်တကယ်ပဲဒါဥမာခိကအနိုင်ရယူတွားဖို့ဒါထိုက်တန်သလားဒါမာလီခင်ကပဲဒီပွဲစဉ်မှာကျွန်တော်တို့ဒါအနိုင်ရယူတွားတင်သလားပေါ့နော်နောက်ပြီးတော့မှမာလီခင်နေနဲ့ရောကျွန်တော်တို့ဒီဥမာခိနဲ့ကျွန်တော်တို့ rematch ပေါ့နော်ဒါမကြည့်ပွဲပြန်တည်မယ်ဆိုရင်ရောဒါတည်လို့ရတဲ့အနေအထားမျိုးရှိသလားပေါ့နော်အဲ့တော့ဒါကျွန်တော်ရဲ့မြင်ရတော့ဒီ split decision နဲ့အနိုင်ရရှိသွားတဲ့အတွက်ကြောင့်ဒါမကြည့်ပွဲကတော့ကျွန်တော်တို့ဒါဖြစ်လာဖို့ကတော့ဒါ one championship ကပွဲတည်ပြီးမယ်ဆိုရင်ဒါဖြစ်လာဖို့ဒါရှိတယ်ပေါ့နော်အဲ့တော့ဒီ one championship ကကျွန်တော်တို့ဒါဘယ်လိုမျိုးဆက်ပြီးတော့မှပွဲစဉ်တွေကိုဒါစီစဉ်သွားမလဲဆိုတာကတော့ဒါကျွန်တော်တို့အနေနဲ့စောင့်ကြည့်သွားဖို့လိုအပ်တယ်ပေါ့နော်โอเคအဲ့တော့ဒီနေ့ရဲ့ဒီအဓိကအကောင်ပွဲကြီးတင်ဆက်မှုကတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီနောက်ဗီဒီယိုမှာကျွန်တော်တခြားတော့ဒီ1169ကတကယ်ကိုဒါစိတ်ဝင်စားဖို့ကောင်းတဲ့တွဲဆိုင်တွေကိုလေကျွန်တော်ပွဲစဉ်တွေကိုထပ်မံကြည့်ရှုပေးသွားပေးဖို့ရှိတယ်ပေါ့နော်ဒီအတွက်ကျွန်တော်ဆက်လက်ဆောင်ပြီးကြည့်ရှုအားပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုဆက်ပဲဖြစ်ပါတယ်